မင်းကဒီချမ်းရလားဟုတ်ပါတယ်ကျမတို့ကဒီချမ်းအလုပ်သမားတွေပါကျမတို့ကဆိုတော့ဒီချမ်းမှာမင်းပြင်တခြားသူရှိနေသေးတယ်ပေါ့ဟုတ်ကျမယောက်ျားရယ်ပြီးတော့ကျမမောင်ရယ်သူတို့လည်းမတွေ့ပါလားသူတို့ကဒီချိန်ဆိုအလုပ်ဆင်းတယ်ဒီချမ်းပိတ်ထားတာကြာပြီအလုပ်သမားတွေမနေတော့ဘူးဆိုတော့မင်းတို့ကဘာလို့ဒီကိုရောက်နေကြတာလဲကျမတို့ကအရင်ကဒီချမ်းခြံဆောင်နေပါမြို့ပေါ်မှာကျူးကျော်ရဖြစ်တယ်ဆိုတာနဲ့နေစရာမရှိလို့ဒီမှာခဏလာနေတာမကြပါဘူးကျမတို့လည်းတရက်နေ့ဆိုလို့ရှိရင်မိဖွားဖို့အတွက်မြို့ပြောင်းမင်းနာမည်ဘယ်လိုခေါ်လဲကျမနာမည်ဗိမ္မာငါတို့ဒီချမ်းကိုဝင်ကြည့်ကျင်တယ်ခြံထဲမှာဘာမှမရှိပါဘူးရှိမရှိငါတို့ကတာဝန်ရဝင်စစ်တာကလေးမအဆင်ပြေလားချီခေါက်လေမင်းရရလားချီရပါတယ်အဆင်ပြေလားကျူးနေငါကြောဒီကလေးတွေကကျမရဲ့သားနေရပါငါကျူးနေငါကြောတယ်စောစောတုန်းကကလေးတွေရှိတာဘာလို့မပြောတာလဲကလေးတွေအရန်ငယ်သေးတော့ပြောစရာမလိုထင်လို့ပါကျွန်တော်ကြားလာဆုံးရဲ့ကျွန်တော်ကြားပါတယ်ပြောပါဘာဒီကြောင်ရှိတယ်ဘာလို့တက်ပြီးပြေးကြပါထားရတာရထားပါကဲအိုကြီးအဲ့ဒါဆိုကျွန်တော်တို့ပြန်လာမယ်ဟုတ်ကဲ့ကလေးမမင်းတို့ဒီ channel နဲ့ပြောင်းတဲ့ခါကြလို့ရှိရင်အိုကြီးစီကိုတင်ပို့ပါဟုတ်ပြီလား